AutoCAD မှာအပြင်ကကိုလိုချင်တဲ့ hash pattern တွေကိုဒီ software တွေကိုဘယ်လိုခေါ်ထည့်ပေးရလဲဆိုတာလေးကိုပြောပြပေးမယ်ပေါ့နော်အရင်ဆုံး option တွေကိုဝင်လိုက်မယ်option နဲ့မဝင်ခင်မှာ hash command အရင်ခေါ်လိုက်မယ် h enter setting နဲ့ဆိုရင်ဒီ pattern နေရာမှာသူကဒီ ANSI ရဲ့ ISO ရဲ့ other predefined ဒီသုံးခုကကြတော့ဒီ software ထဲမှာသူပါလာတဲ့ hash pattern တွေပေါ့နော်ဒီ custom ထဲမှာကျတော့ဘာမှမရှိသေးဘူးပေါ့နော်ဒီ custom ထဲမှာဒီအပြင် hash pattern တွေကိုလာပြီးတော့ခေါ်ထည့်ပေးလို့ရတယ်ပေါ့နော် okay အဲ့ဆိုရင်ဘယ်လိုခေါ်ထည့်ပေးမလဲဆိုတော့ option ထဲဝင်မယ် op enter ပြီးသွားရင်ဒီမှာဒီ file ဆိုတဲ့ခေါင်းစဉ်အောက်ကိုသွားမယ်ပြီးရင် support file search path ပေါ့နော်ဒီကောင်ကိုချဲ့လိုက်မယ်အပေါင်းလေးကိုနှိပ်မယ်ပြီးသွားရင်ဒီမှာ add ဆိုတာလေးကိုနှိပ်ပေးမယ် okay ဒီအောက်မှာဒီလိုကာစာလေးကျလာပြီဆိုရင် browse ထဲကိုထည့်နှိပ်ပေးမယ်ပေါ့နော် browse ထဲကိုဝင်ပေးမယ်ကိုယ့်ရဲ့ဒီ hash pattern တွေရှိရဲ့ location ကိုရွေးပေးမယ်နော် okay location စီရောက်သွားပြီဆိုရင်ကိုယ့်ရဲ့ဒီ hash pattern folder လိုက်ကိုဆက်လက်မှတ်ပြီးတော့ okay ဆိုပြီးတော့ခေါ်ထည့်ပေးမယ်ဒါဆိုဒီမှာဝင်လာပြီပေါ့နော်apply နှိပ်မယ်ပြီးရင် okay နဲ့ထွက်လိုက်မယ် hash command ပြန်ခေါ်ကြည့်မယ် h enter setting နဲ့ဝင်ကြည့်မယ်အဲ့နေရာမှာခုနကတော့ဒီ custom နဲ့မှာဘာမှမရှိဘူးเนาะအခုကဒီ hash pattern လေးတွေဝင်လာပြီပေါ့เนาะအဲ့တော့ကိုလိုချင်တဲ့ pattern ကိုရွေးပြီးရင် okay update point နဲ့မှာထည့်ပေးလို့ရပြီပေါ့เนาะ